တခါကပန်းချံတစ်ခုထဲမှာရောင်စုံပူဖောင်းလေးတွေရောင်းနေတဲ့အဘိုးကိုတယောက်ရှိတယ်။သူကပူဖောင်းလေးတွေကိုတလုံးပြီးတလုံးကောင်းကင်ဘော်လွှတ်တင်ပြပြီးရောင်းနေတာပေါ့။အနီရောင်အဝါရောင်အပြရောင်စတဲ့ပူဖောင်းလေးတွေဟာကောင်းကင်မှာလှလှပပပြန်တက်နေကြတာပေါ့။အဲ့ဒီအချိန်မှာအခလေးမလေးတယောက်ကအဘိုးရဲ့အင်ကြီးစာလေးကိုဆွဲပြီးမေးလိုက်တယ်။အဘိုးတခြားရောင်တွေကတော့ပြန်တက်နိုင်တာဟုတ်ပါပြီ။ဒီအနက်ရောင်ပူဖောင်းလေးကဟဲ့အပေါ်ကိုပြန်တက်နိုင်မှာမလားဟင်တဲ့အဘိုးကအခလေးမလေးကိုပြုံးပြီးပြန်ပြောလိုက်တယ်။သမီးလေးပူဖောင်းလေးတွေအပေါ်ကိုပြန်တက်နိုင်တာဟာသူ့ရဲ့အကင်ဘက်အယောင်ကြောင့်မဟုတ်ဘူးကွယ်။သူ့ရဲ့အတွင်းထဲမှာရှိနေတဲ့အရာကြောင့်ပဲတဲ့။ဟုတ်ပါတယ်ရှင်။ကျမတို့ရဲ့ကလေးတွေမှာလည်းအသားအရည်ရုပ်ရည်နဲ့ဝတ်စားစီရင်မှုတွေမတူနိုင်ကြပြီမဲ့သူတို့ကိုအောင်မြင်မှုစီပြန်တက်စေမှာကတော့သူတို့ရဲ့အတွင်းစိတ်ဓာတ်နဲ့ကိုယုံကြည်မှုပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်သူတို့လေးတွေကိုအဖိနပန်းထက်အတွင်းစိတ်ထက်ပိုပြီးခိုင်မာလာအောင်ဝိုင်းဝိုင်းမြေတောင်မြောက်ပေးကြရအောင်နော်။